ကျူရဲ့အဆောက်အဦဆုံးနဲ့အမြုတေဖြစ်တဲ့တိုနီစတားရဲ့ပထမဆုံးရုပ်ရှင်ထွက်ခဲ့တာအခုဆိုရင်15နှစ်နီးပါးတောင်ရှိခဲ့ပါပြီ2008ခုနှစ်ဆိုတာတော်တော်လေးကြာခဲ့ပြီပေါ့နော်အဲ့ဒီတုန်းက The Dark Knight ရုပ်ရှင်ကရုံဝင်ငွေစည်းရင်းကိုစုမိုးထားခြင်းဖြစ်ပေမဲ့ Marvel ကလည်းအမနေခဲ့ပါဘူးအဲ့ဒီနှစ်မှာ Roman ကရုံဝင်ငွေဒုတိယနေရာကိုချိတ်ခဲ့ပါတယ်တကယ်တော့ဒီရုပ်ရှင်ကဇက်အိမ်ခိုင်မာလွန်လို့နှစ်တွေအကြာကြီးအထိအောင်မြင်နေတာပါနောက်နာဂတ်ထိလည်းဒါကကနဝင်ရုပ်ရှင်တစ်ခုအဖြစ်ဆက်ရှိနေအောင်ပါဒါကြောင့်ဒီဗီဒီယိုမှာတော့ဒီဇာတ်ကားကိုပြန်ပြောင်းကြည့်ရင်ဇလန်းအကျဉ်းနဲ့အတူမှတ်မှတ်ရရအခိုက်အတန့်တွေကိုပြန်ပြောပြသွားမှာမို့အတူတူကြည့်လိုက်ရအောင်ဗျာဇလန်းအစမှာတိုနီစတားဟာစစ်တပ်ကိုလက်နက်ပြသဖို့သွားနေတော့လမ်းမှာရန်သူတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုခံရပါတယ်တိုနီကကားပေါ်ကနေဆင်းပြေးပေမဲ့သူ့ရဲ့ကိုယ်ပိုင်စတားကုမ္ပဏီထုတ်ဘုံတစ်လုံးသူ့နားမှာတင်ပောက်ကွဲပြီးရန်သူလက်ထက်ဖမ်းခံလိုက်ရပါတော့တယ်ဇလန်းကမတိုက်ခတ်ခံရခင်36နာရီအလိုကိုပြန်ကောက်သွားပါတယ်ဘုံပြုစုပေးပွဲတစ်ခုမှာတိုနီကိုစုကြည့်မြင့်ဖို့လုပ်နေပေမဲ့တိုနီကတော့ပွဲကိုမလာပဲဘာကိုမှဂရုမစိုက်တဲ့လောင်းကစားဝိုင်းထဲမှာပျော်ပါနေခဲ့ပါတယ်ဒါကြောင့်တိုနီရဲ့စီးပွားဖက်လည်းဖြစ်ဖခင်တဦးလိုလည်းအားကိုးရတဲ့ Obadiah Stane ကပဲစုကိုစားတက်ယူပေးခဲ့ရပါတယ်ပြီးတော့ Pepper Potts နဲ့လည်းစတင်မိတ်ဆက်ပေးပါတယ်Pepper ကတိုနီရဲ့အတွင်းရေးမှူးဆိုပေမဲ့တကယ်တော့တိုနီပေါ်တစ်ခုလုံးကိုသူမကပဲစီမံခန့်ခွဲပေးနေရတာပါတော့တိုနီဟာကာနယ်ရော့စ်နဲ့တူလက်နက်ပြပွဲကိုတွလာခဲ့ပါတယ်သူတို့ရဲ့ဂျေရီကိုမစ်ဆိုင်တုံးကြီးကိုအောင်မြင်ပြသပြီးတဲ့နောက်မှာတော့ဇလန်းကအစောပိုင်းအတိုက်ခိုက်ခံရတဲ့အခန်းစီကိုပြန်ရောက်သွားပါတယ်အခုတော့တိုနီတယောက်တုံးမှန်အဖြစ်အဖမ်းခံထားရပါပြီသူတတိယလာတဲ့အချိန်မှာသူ့ရင်ဘတ်မှာဘက်ထရီအိုးတစ်ခုချိတ်ထားတာကိုတွေ့လိုက်ရပါတယ်အတူဖမ်းခံထားရတဲ့ရင်ဆန်စုသူကဒါဟာလျှက်စစ်တန်လိုက်တစ်ခုဖြစ်ပြီးဘုံဆန်အစအနတွေနှလုံးစီမရောက်အောင်ထိန်းထားပေးတာလို့ရှင်းပြပါတယ်ရင်ဆန်ကဆရာဝန်တဦးဖြစ်ပြီးဒါကိုသာသူအချိန်မီတက်မပေးခဲ့ရင်တိုနီပြေးသွားလောက်ပြီလို့ပြောပါတယ်ရန်သူတွေကတိုနီကိုအသက်ချမ်းသာပေးထားတာကသူတို့အတွက်ဂျေရီကိုမစ်ဆိုင်တုံးကြီးလှုပ်ခိုင်းခြင်းလို့ပါပြီးတော့စတားကုမ္ပဏီထုတ်လက်နက်တွေအပြည့်ရှိတဲ့ဂိုဒေါင်ကိုပြပြီးသူတို့အတွက်မစ်ဆိုင်တုံးကြီးကိုမဖြစ်မနေလုပ်ပေးဖို့ချိန်ချောက်ပါတယ်တိုနီကလည်းလုပ်ပေးမယ်လို့သဘောတူလိုက်ပေမဲ့တကယ်အလုပ်ဆက်လုပ်တဲ့အခါမှာတော့သူခိုးဆွဲထားတဲ့တန်ငတ်ချက်အင်ဂျီပုံစံချမ်းကိုတုတ်လိုက်ပါတယ်သူဟာဒုံးကြီးလုပ်ပေးနေတဲ့အကြောင်းဟန်ဆောင်ရင်းကြွယ်ရမှာတော့ပထမဆုံးရမန်ဝစ်စုံကိုတိတ်ဆိတ်တီထွင်ပါတော့တယ်တိုနီကဝစ်စုံကိုစွမ်းအင်ပေးဖို့ရောသူ့နှလုံးထဲဘုံဆန်မဝင်အောင်ပါထိမ့်ပေးနိုင်မဲ့ upgrader စွမ်းအင်တုံးကင်းကိုအရင်ဆုံးလုပ်ပါတယ်ဒါကြောင့်သူဟာဘက်ထရီအိုးကြီးကိုအမြဲတည်စရာမလိုတော့ပါဘူးဒီကြားရန်သူတွေကရင်းနှီးပြီးလာရောက်စစ်ဆေးပေမဲ့တိုနီကဒုံးကြီးပဲလုပ်နေတာပါဆိုပြီးဒီမှာပါနဲ့စွာအယုံသွင်းနေခဲ့ပါတယ်သူတို့အမှန်တရားကိုမသိခင်မှာပဲတိုနီကဝစ်စုံကိုအချိန်မီအပိတက်နိုင်ခဲ့ပါတယ်ဝစ်စုံကိုစွမ်းအင်သွင်းပြီးထွက်ပေါက်စီကိုအတင်းထွက်ဖို့ကြိုးစားချိန်မှာရင်ဆန်ကတိုနီအတွက်အချိန်ရအောင်အသက်နဲ့လဲပြီးရန်သူတွေကိုတားဆီးပေးခဲ့ပါတယ်သူအသက်မထွက်ခင်ရင်းရဲ့အသက်ကိုအလားအကုန်မခံပါနဲ့လို့ပြောခဲ့တဲ့စကားကတိုနီရဲ့စိတ်ကိုအကြီးကျယ်တောင်းလဲစေခဲ့ပါတယ်တိုနီလွတ်မြောက်လာပြီးနောက်အနာရထဲမှာစစ်တပ်ကသူ့ကိုတွေ့သွားပါတယ်သူအိမ်ပြန်ရောက်တာနဲ့သတင်းစာရှင်းလင်းပွဲချက်ချင်းလုပ်ပြီးစတားကုမ္ပဏီရဲ့လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအားလုံးကိုချက်ချင်းရပ်ဆိုင်းမယ်လို့ကြေညာလိုက်တာကြောင့်လူတိုင်းစောင့်တရားမရဖြစ်ကုန်ကြပါတယ်ဒါကြောင့်အိုဘာဒိုင်ယာကကြားဖြတ်ဝင်ပြောပြီးတိုနီတယောက်စိတ်ဒဏ်ရာရနေသေးလို့အနားယူဖို့လိုသေးတယ်ဆိုပြီးဝိုင်းဖာပေးခဲ့ရပါတယ်အဲ့ဒီနောက်အိုဘာဒိုင်ယာနဲ့တိုနီတို့တီးတန့်စကားပြောကြတဲ့အခါအိုဘာဒိုင်ယာကသူ့ကိုငြိမ်လေးနားနေဖို့ပြောပေမဲ့တိုနီကတော့သူတီထွင်ခဲ့တဲ့Agric တို့အကြောင်းကိုပဲတစိုက်မမတ်ပြောနေပြီးသူ့ရင်ဘတ်ထဲကဆက်ကိုပြလိုက်ပါတယ်။အိုဘာဒိုင်ယာလည်းအံ့ဩသွားပြီ။ဒီအကြောင်းကိုဘသူကိုမှမပြောဘဲလှုပ်ဝက်ထားဖို့တတိပေးပါတယ်။တကယ်တော့အိုဘာဒိုင်ယာရဲ့အပြုအမူတွေကတော်တော်လေးတန်တရားဖြစ်စရာကောင်းနေပါပြီ။နောက်တော့တိုနီကသူ့ရင်ဘတ်ထဲက Agric တို့ကိုပို့ပြီးအကောင့်နဲ့ဆက်တင်နဲ့လဲလှယ်လိုက်ပါတယ်။ပက်ပါကဆက်အဟောင်းလေးကိုတင်ထားပေးပြီးတိုနီကိုအမတ်တရားလက်ဆောင်ဖြစ်ပြန်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တိုနီဟာဝစ်စုံအစ်စ်ကိုစမ်းသပ်တီထွင်มาတော့တယ်အခက်ခဲများစွာကိုကြော်ဖြတ်ပြီးတဲ့နောက်မက်ကာဝစ်စုံကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပြီးစမ်းသပ်ပြန်တမ်းမှုလုပ်ပါတယ်သူ့ရဲ့အစနစ်ဖြစ်တဲ့ဂျာဖေးကဝစ်စုံကအပြေဝအစင်မပြေသေးဘူးလို့ဒီပေးပေမဲ့တိုနီကတော့သူ့ထုံးစံတိုင်းအစွမ်းကုန်စမ်းသပ်မောင်းနှင်ပြီးအောင်မြင်မှုရခဲ့ပါတယ်တစ်ဖက်မှာလည်းတိုနီကိုဖမ်းခဲ့တဲ့အကြမ်းဖက်သမားတွေကတိုနီထွက်ပြေးလုံးကချန်ထားခဲ့တဲ့တန်ငတ်ချက်အင်ဂျီပိုင်းစာတွေကိုလိုက်ကောက်ပြီးသူတို့ဘာသာတင်ပြဖို့ကြိုးစားနေကြပါတယ်တိုနီပါတီပွဲတစ်ခုကိုတက်ရောက်နေတော့သတင်းထောက်မလေးတယောက်ကစတားကုမ္ပဏီထုတ်လက်နက်တွေကိုအကြမ်းဖက်သမားတွေတုံးနေတဲ့အကြောင်းလာမေးပါတယ်တိုနီကဒါကိုသူလုံးဝမသိကြောင်းညှင်းဆိုခဲ့ပြီးအိုဘာဒိုင်ယာစီတွားရောက်ကအကြမ်းဖက်သမားတွေကိုတိတ်တဆိတ်လက်နက်ရောင်းနေတာလားဆိုပြီးကန့်ကွက်မေးမြန်းပါတယ်။အိုဘာဒိုင်ယာကဝန်ခံလိုက်တဲ့အတွက်တိုနီအကြီးအကျယ်ဒေါသထွက်သွားပါတယ်။အဲ့ဒီညမှာတင်တိုနီဟာဒီတိုင်းကြည့်မနေတော့ပဲတခုလုံးကိုဆုံးဖြတ်လိုက်ပါတယ်။သူဟာအရန်မန်ဝစ်စုံကိုဝစ်ဆင်ပြီးသူ့လက်နက်တွေရောက်နေတဲ့မျိုးစီကိုပြန်တန်းသွားကအရက်သားတွေကိုကက်တင်ပြီးလက်နက်တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။သူပြန်လန်းမှာအမေရိကန်စစ်တပ်ရဲ့ရေဒါမှာသူ့ဝစ်စုံကိုဖမ်းမိသွားလို့စုံစမ်းဖို့အတွက်တိုက်လေယာဉ်တွေစေလွှတ်လိုက်ပါတယ်
ကာနယ်ရော့စ်ကတိုနီစီဖုန်းဆက်မေးပေမဲ့တိုနီကသူမဟုတ်တယ်လို့မျိုးဟန်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့တိုက်လေယာဉ်တွေနဲ့မမျှော်လင့်ပဲရင်ဆိုင်ရတဲ့အခါသူ့ဝတ်စုံရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်လိုက်ပါတော့တယ်။မတော်တဆတိုက်လေယာဉ်တစ်စီးတက်ကျသွားပေမဲ့တိုနီကလေသူရဲကိုအချိန်မီကတိပြီးနောက်ဆုံးမှာတော့ Ross ကိုပုံစကသူပြောရုံတင်ဆုတ်ကစားနေတာပါလို့ဝန်ခံလိုက်ပါတယ်။ အိုဘာတိုင်ယာကတော့အကြမ်းဖက်သမားတွေနဲ့တွားရောက်တွေ့ဆုံပြီးဒရန်မန်ဝတ်စုံပိုင်းစတွေနဲ့လဲလှယ်ဖို့လက်နက်တွေပေးမယ်လို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့အိုဘာတိုင်ယာကပြီးမကြည့်ပဲသူတို့ကိုစောက်ကဝတ်စုံပိုင်းစကိုလူပြီးလူအားကိုပြစ်ပါတက်ခါတပ်ပါတိုနီကိုရနဝတ်စုံချင်းပမာအရင်သွားတယ်။ဥမာတိုနီတက်တွေ့ရပဲတိုနီကသူအင်္ဂါမရဲ့နဲ့ငါလိုက်ပြီးအမကိုရင်စဖို့တန်းနေကြတယ်။သူအလုပ်မစားပြီးကြောင်းကဲလန့်တယ်ပြောတယ်။တိုနီကပတ်ပါကိုအိုဘာတိုင်ယာရဲ့မျိုးသားမှုတွေအကြောင်းပြောပြလိုက်လို့ပတ်ပါဟာအိုဘာတိုင်ယာရဲ့ရုံးခန်းထဲကကွန်ပျူတာကနေအချက်လက်တွေကိုတွားခိုးပါတယ်။အဲ့ဒီမှာအိုဘာတိုင်ယာကိုယ်တိုင်လည်းကချက်အင်ဂျီဝတ်စုံကြီးတစ်ခုတီထွင်နေတာကိုသိသွားပါတယ်။လုတ်တရက်အိုဘာတိုင်ယာရောက်လာပေမဲ့ပတ်ပါကတော့အချိန်မီလွတ်အောင်ပြေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အိုဘာတိုင်ယာဟာသူ့ဝတ်စုံကြီးကိုစွန့်ရင်ပေးဖို့အဂရိလို့ကိုတူပါပြီးမလုံနိုင်ဖြစ်နေပါတယ်။ဒါကြောင့်သူဟာတိုနီအိမ်ကိုလာပြီးတိုနီကိုစက်ပစ္စည်းတစ်ခုနဲ့ခန္ဓာကိုယ်ယာယီလေးဖြစ်အောင်လုပ်ကတိုနီရင်ဘက်ထက်ကအာဂရိတို့စွန့်ရင်အိုးကိုအတင်းအဓမ္မလူယူသွားပါတော့တယ်။တိုနီဟာအနိုင်နိုင်ရုံးကန်ပြီးသူ့ရဲ့အကူတောင်စီသွားတာပတ်ပါတင်းပိထားအာဂရိကဆက်ဟောင်းလေးကိုရှာတွေ့သွားပါတယ်။အဲ့ဒီချိန်မှာပဲလုတ်ရောက်လာပြီးတိုနီကိုဆက်တင်တက်ဖို့ကူညီပေးခဲ့ပါတယ်။ပတ်ပါဟာအေဂျင့်ကော်ဆန်ရှိအဖွဲ့တို့နဲ့အတူအိုဘာတိုင်ယာကိုဖမ်းဖို့သွားခဲ့ပေမဲ့အိုဘာတိုင်ယာကသူ့ရဲ့ဝတ်စုံကြီးကိုဝတ်ပြီးစွန့်ရင်တွင်းကသူတို့ကိုပြန်တိုက်ခတ်ပါတော့တယ်။တိုနီဟာစွန့်ရင်ပြင်းမရှိတဲ့ဆက်အဟောင်းကြီးနဲ့ရောက်လာပြီးအိုဘာတိုင်ယာနဲ့အသေးအတန်အပြန်အလှန်တိုက်ခိုက်ကြပါတယ်။စွန့်ရင်အသေးရထားတဲ့အိုဘာတိုင်ယာရဲ့ဝတ်စုံကပိုတန်ပါပေမဲ့တိုနီကညံစင်ပြီးအနိုင်ယူခဲ့ပါတယ်။သူဟာပတ်ပါရဲ့ကူညီမှုနဲ့တူကုမ္ပဏီအဆောက်အုံကြီးတစ်ခုလုံးရဲ့အာဂရိတော်စွန့်ရင်လမ်းကိုအလွန်ယုံပောက်ကွဲအောင်လုပ်လိုက်ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်ပဲအိုဘာတိုင်ယာတည်ဆုံသွားခဲ့ပါတယ်။ဇလန်အဆုံးမှာတော့တိုနီဟာစတာကုမ္ပဏီနားမှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ကျွန်တော်က Iron Man ပါလို့ပြောလိုက်ပြီးဇလန်ပြီးဆုံးသွားပါတော့တယ်